ရေးကြီးဆုံးကျွန်တော်ရဲ့ယုံကြည်သူပေါ့နော်ယုံကြည်သူဖြစ်ပြီဆိုရင်ယုံကြည်သူတယောက်ဖြစ်ပြီဆိုရင်အရေးကြီးဆုံးအရာကဘာလဲဆိုရင်တော့ဖျားစကားကိုနားထောင်ခြင်းပဲဖြစ်ပါတယ်အဲ့ဒါအရေးကြီးဆုံးပဲမိသားစုများကဘာဦးမှာအာဒန်နဲ့အေဝါကဖျားစကားကိုနားမထောင်တဲ့အချိန်ကစပြီးတော့သူတို့ကြာရှုံးသွားတာဖြစ်တယ်စကားနားထောင်ခြင်းကတိတ်အရေးကြီးတယ်စကားနားမထောင်ခြင်းရဲ့အကျိုးဆက်ကအခုထိကျွန်တော်ဘာလုပ်နေရလဲဆိုရင်ရိတ်သိမ်းနေရတာဖြစ်တယ်အာဒန်နဲ့အေဝါရဲ့စကားနားမထောင်ခြင်းကတိတ်ကိုကြောက်စရာကောင်းတယ်အဲ့တော့ဒီနေ့အာဒန်နဲ့အေဝါကဖျားစကားကိုနားမထောင်ဘူးဆိုရင်ဒီနေ့သင်နဲ့ကျွန်တော်ကဘာလုပ်ရမလဲဆိုရင်ဖျားစကားကိုနားထောင်ဖို့လိုတယ်အာဒန်နဲ့အေဝါကဖျားရဲ့စကားကိုနားမထောင်တဲ့အချိန်ကစပြီးဖျားလက်ထဲကနေဘု து လက်ထဲကိုရောက်သွားရလဲဆိုရင်တော့စာတန်မာနရဲ့လက်ထဲကိုရောက်သွားတယ်ဒါကြောင့်ယေရှုခရစ်တော်ကလူလောကကိုကြွလာပြီးတော့သူ့ရဲ့အသွေးနဲ့ပြန်လဲပါလို့ရလဲရွေးဝယ်ရတယ်စာတန်လက်ထဲကနေသူ့ရဲ့အသက်သူ့ရဲ့အသွေးနဲ့ကျွန်တော်တို့ကိုပါလို့ရလဲပြန်ပြီးတော့ရွေးဝယ်ရတယ်ယေရှုခရစ်တော်ကျွန်တော်ရဲ့နော်အသက်တွေကိုပြန်ပြီးတော့ရွေးဝယ်ဖို့ရန်အတွက်တန်ရှင်းတဲ့အမျိုးသမီးတယောက်ကိုအသုံးပြုတယ်မေရိုမာရီကိုအသုံးပြုတယ်မေရိုမာရီကအရန်ကိုတန်ရှင်းတယ်ကောင်းကင်တမန်မင်းဂါဘေလကလာပြီးတော့နော်သူကိုဒီအကြောင်းအရာကိုပြောတယ်မင်းဟာတဲ့အရန်တန်ရှင်းတဲ့သူဖြစ်တယ်တဲ့မင်းဟာတဲ့တန်ရှင်းသောဗရိတ်တွေအားဖြင့်နော်တားယောက်ျားကိုဖွားမြင်လိမ့်မယ်တဲ့မင်းဟာတဲ့အဲ့ဒီဗရိတ်တွေကိုဆွဲတဲ့အတွက်တဲ့မင်းကမင်္ဂလာရှိသောသူဖြစ်တယ်လို့ကျမ်းစာကဖော်ပြတယ်မေရိုမာရီကမင်္ဂလာရှိတယ်ဘာကြောင့်လဲဆိုရင်ဖျားသခင်ရဲ့ကိုယ်ဝင်ကိုသူကလွယ်ထားရလို့ဖျားသခင်ကိုသူကလွယ်ထားရလို့မင်္ဂလာရှိတယ်လို့ပြောတယ်ဒါပေမဲ့သူ့ထက်မင်္ဂလာရှိတဲ့သူကဘယ်သူလဲကျွန်တော်ပြောပြမယ်မိသားစုများမေရိုမာရီထက်ဘယ်သူကပို့ပြီးမင်္ဂလာရှိတယ်အဲ့လိုပြောရင်တချို့သောသူတွေဆိုရင်အကြီးကြီးပြဿနာကျွန်တော်ကိုရှာနိုင်တယ်ကျမ်းစာထဲမှာဖော်ပြတာမေရိုမာရီထက်မင်္ဂလာရှိတဲ့သူရှိတယ်ကျမ်းစာထဲမှာဘယ်သူလဲသိလားမေရိုမာရီတက်မေရိုမာရီကယေရှုခရစ်တော်ကိုကိုယ်ဝင်ဆောင်ထားတဲ့အတွက်သူကတန့်ရှင်းတယ်မြင့်မြတ်တဲ့မင်္ဂလာရှိတယ်တဲ့သူ့ထက်မင်္ဂလာရှိတဲ့သူကဘယ်သူလဲဆိုရင်ဖျားစကားကိုနားထောင်ပြီးတော့လိုက်လျှောက်အသက်ရှင်တဲ့သူကပို့ပြီးတော့မင်္ဂလာရှိတယ်လို့ကျမ်းစာကဖော်ပြတယ်ကျမ်းစာကဖော်ပြတာဒါဆိုကျမ်းစာနဲ့ကျွန်တော်ပြောပြမယ်ရှင်လုကာခရစ်ဝင်ထဲမှာရှိပါတယ်ကျွန်တော်ဖတ်ကြည့်ရအောင်ရှင်လုကာခရစ်ဝင်အခန်းကြီးကျွန်တော်တို့17အခန်းငယ်29-28မှာဖော်ပြထားတယ်မိသားစုများဒီနေ့သင်ဟာမင်္ဂလာရှိတော်သူဖြစ်ချင်တယ်ဆိုရင်ဘာလုပ်ရမလဲဆိုတာကိုဖော်ပြတယ်မေရိုမာရီကရခဲ့တဲ့အရာကိုသူရတယ်ရခဲ့တယ်နော်ဘယ်သူမှမရတဲ့အခွင့်အရေးကိုသူရတယ်သူဟာမင်္ဂလာရှိတယ်မှန်တယ်ဒါပေမဲ့သူ့ထက်မင်္ဂလာရှိတဲ့သူကရှိနေသေးတယ်အဲ့ဒါဘာတူလဲအဲ့လိုပြောလို့မေရိုမာရီကိုမင်္ဂလာမရှိဘူးလို့နှိတ်ချစွာပြောနေတာမဟုတ်ဘူးဒီနေ့ကျမ်းစာကသူ့ထက်မင်္ဂလာရှိတဲ့သူတွေရှိတယ်တဲ့အဲ့ဒါဘာတူတွေလဲအဲ့ဒါဘာတူတွေလဲဆိုကျွန်တော်ကြည့်ကြည့်အောင်ရှင်လုကာခရစ်ဝင်အခန်းကြီး7အခန်းငယ်29တနေ့တော့တဲ့ယေရှုခရစ်တော်စီကိုမိန်းမတစ်ယောက်ကလာတယ်တဲ့လာပြီးတော့ယေရှုခရစ်တော်လူစုဝေးတဲ့ကခေါ်ပြီးတော့သူစကားတခွန်းပြောတယ်အဲ့ဒါဘာလဲဆိုရင်တဲ့ကိုတော်ကိုလွယ်တော်တဲ့ဝမ်းနေတဲ့စို့တော်မူသောသားမြတ်သည်မင်္ဂလာရှိ၏ဟုရှောက်လင်းတယ်အဲ့ဒီမိန်းမကပြောတယ်ကိုတော်ဘုရားသခင်ကိုကြည့်တဲ့အခါမှာဘုရားသခင်ကအယံကောင်းမြတ်တယ်နော်နှုတ်ပတ်တော်အတိုင်းသွားတယ်နှုတ်ပတ်တော်တွေကိုဟောပြောတယ်နော်ကမ်းတော်သူကိုလည်းမြင်စီခဲ့တယ်ယေရှုခရစ်တော်ကြည့်တဲ့အခါမှာသူ့ကိုမွေးတဲ့မိခင်ကဘယ်သူလဲတဲ့သူ့ကိုမွေးတဲ့မိခင်ကမေရိုမာရီဖြစ်တယ်အဲ့တော့အဲ့ဒီမိန်းမကဘာပြောလဲဆိုကိုတော့ကိုမွေးတဲ့ဝမ်းဆိုတဲ့သားမြတ်ပြောချင်တာကအဲ့ဒီအမျိုးသမီးကမင်္ဂလာရှိတယ်လို့ပြောတဲ့အခါမှာယေရှုခရစ်တော်ဘာပြန်ပြောလဲသိလားယေရှုခရစ်တော်ဘာပြန်ပြောလဲသိလားဒီမှာကြည့်မိသားစုများကိုတော်ကဖယားသခင်နှုတ်ပတ်တရားကိုနာ၍ကျင့်ဆောက်တော်သူသည်မြတ်စွာသော
မင်္ဂလာရှိတယ်ဘာပြောလိုက်တာလဲဖယားသခင်ရဲ့နှုတ်ကပတ်တရားကိုနားထောင်ပြီးအသက်တာမှာလိုက်ရှောက်အသက်ရှင်တဲ့သူကအဲ့ဒီမေရိုမာရီထက်တာ၍မြတ်တယ်လို့ပြောတယ်မြတ်တယ်လို့ပြောတယ်စဉ်းစားကြည့်ဖယားစကားနားထောင်ခြင်းကဘလောက်တောင်အရေးကြီးလဲဘလောက်တောင်မွန်မြတ်တယ်လဲဘလောက်တောင်မြတ်တယ်လဲဆိုတာဒီမှာကြည့်မေရိုမာရီထက်တောင်မြတ်တယ်ဆိုတော့စဉ်းစားကြည့်လေကျွန်တော်တို့ကဘာမဟုတ်တဲ့သူတွေဒါပေမဲ့ဖယားစကားကိုတော့ကျွန်တော်ဘာလို့ရမလဲဆိုရင်ယာဂိုင်နှုံးအပြည့်နားထောင်တဲ့သူတော်ဖြစ်ရမယ်တဲ့ကျမ်းစာတစ်ချက်ကဒီလိုပြောတယ်သခင်လို့ခေါ်တဲ့သူတိုင်းနဲ့သခင်လို့ခေါ်တဲ့သူတိုင်းနဲ့ကောင်းကင်နိုင်ငံတော်ကိုမရောက်နိုင်ဘူးတဲ့ငါခမဲတော်ရဲ့အလိုကိုဆောင်တဲ့သူပဲရောက်မယ်တဲ့မင်းတို့ကတဲ့ငါစကားကိုနားမထောင်ပဲနဲ့တဲ့ငါကိုသခင်လို့ဘာကြောင့်ခေါ်နေကြတာလဲလို့ပြောတယ်ဒီမှာကျမ်းစာကခုနကပြောကိုရောကနှုတ်ပတ်တော်ကိုကြားပြီးလိုက်လျှောက်အသက်ရှင်တဲ့သူကပို့ပြီးမင်္ဂလာရှိတယ်လို့ပြောတယ်ခရစ်ယာန်နှစ်မျိုးနှစ်စားရှိတယ်တစ်မျိုးကဖယားစကားကိုနားထောင်ပြီးအသက်ရှင်တဲ့သူဖြစ်တယ်နားထောင်ပြီးအသက်ရှင်ရသေးတယ်နော်နောက်တစ်မျိုးကဖယားစကားကိုနားထောင်ရပင်မဲ့လှုပ်ချင်တိုင်းလှုပ်တဲ့ယုံကြည်သူခရစ်ယာန်တစ်မျိုးရှိတယ်နှစ်မျိုးရှိတယ်အဲ့တော့ခုနကသခင်လို့ခေါ်တဲ့သူတိုင်းနဲ့ကောင်းကင်နိုင်ငံတို့မရောက်နိုင်ဘူးတဲ့မင်းတို့ကငါစကားကိုနားမထောင်မနဲ့ငါ့ကိုသခင်လို့ဘာလို့ခေါ်တာလဲလို့ဘုရားကမေးခွန်းမေးလိုက်တယ်ကျွန်တော်တို့ကဘုရားသခင်ကိုလှုပ်ချင်တာလှုပ်ပြီးတော့သခင်ရေကိုရောကဲပါကိုရောမဆပါဆိုပြီးတော့ကျွန်တော်တို့ဘာလုပ်လဲဖယားကိုခေါ်နေတာဖယားကိုလှုပ်ချင်တာလှုပ်ပြီးတော့နော်ခေါင်းခံခိုင်းတဲ့သူနဲ့တူတာပေါ့ဥပမာအနေနဲ့ပြစ်မှုကျူးလွန်ပြီးတော့နော်ကိုကမခံမင်းနဲ့နော်တခြားလူကိုအစားထိုးတာနဲ့တူတူပဲကိုလှုပ်ချင်တာလှုပ်ပြီးဘုရားသခင်လှုပ်ပေးဘုရားသခင်ရှင်းပေးဆိုတဲ့ပုံစံဖြစ်နေတယ်ဘုရားသခင်အဲ့ဒါကိုလုံးဝမနစ်သက်ဘူးအရက်တောက်တာဘုရားသခင်ကြိုက်လားမကြိုက်ဘူးဒါပေမဲ့သင်ဘုရားစကားကိုနားမထောင်မနဲ့သင်အရက်တောက်တဲ့အတွက်သင်ဘာဖြစ်မလဲအဲ့ဒီအကျိုးဆက်ကသင်မှာအသေးချောက်လာမယ်တဖြည်းဖြည်းနဲ့သင်ဖောလာမယ်သင်လောင်ကျွမ်းလာမယ်ပြီးရင်သင်ဘာဖြစ်မလဲသေသွားမယ်အဲ့ဒီမှာယောဂရတဲ့ခါမှာဆေးရုံတက်နေရကဘုရားသခင်ကဲပါကျွန်တော်ယောဂပြောင်းအောင်မစားပါဘုရားသခင်အစတွေကကျွန်တော်တို့ဘာပြောလဲမင်းငါစကားကိုနားထောင်ရဲ့လားနားမထောင်မနဲ့ငါ့ကိုဘာလို့ခေါ်နေတာလဲတဲ့ဒီနေ့ခရစ်ယာန်တွေကအဲ့ဒီလိုပဲလှုပ်ချင်တာလှုပ်ပြီးတော့ဖယားကိုခေါင်းတည်နေတယ်ကိုတော့ရှင်းပေးကိုတော့လှုပ်ပေးပြောပြီးသားသခင်လို့ခေါ်တဲ့သူတိုင်းကောင်းကင်နိုင်ငံတော်ကိုမဝင်ရဘူးတဲ့ချီဆောင်ခြင်းမပါဘူးလို့ပြောတာယေရှုခရစ်တော်ကိုမိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံတာနဲ့မပြီးဘူးကယ်တင်ခြင်းမရသေးဘူးမစိတ်ချရသေးဘူးလို့ပြောချင်တာစိတ်ရန်တော့ရပြီးပြီစိတ်ရန်တော့ရပြီးအပိုင်မဟုတ်သေးဘူးယေရှုခရစ်တော်ရဲ့စကားကိုနားထောင်တဲ့သူကပဲခမဲတော်ရဲ့အလိုကိုဆောင်တဲ့သူကပဲကောင်းကင်နိုင်ငံတော်ကိုဝင်ရမယ်လို့ရှင်မာသက်ခရစ်ဝင်အခန်းကြီးကျွန်တော်တို့9ထဲမှာနော်6ထဲမှာလားမသိပြောထားတယ်နော်အခန်းကြီးကျွန်တော်တို့ဖတ်ရင်အခန်းကြီး9ဟုတ်တယ်ခန်းငယ်21ကိုဖတ်ရင်ကျွန်တော်တို့တွေ့ရလိမ့်မယ်သခင်လို့ခေါ်တဲ့သူတိုင်းကောင်းကင်နိုင်ငံတော်ကိုမရောက်နိုင်ဘူးလို့ဘုရားသခင်အတင့်လင်းပြောထားတယ်ဘုရားစကားကိုကြားသည့်အတိုင်းနားထောင်တဲ့သူကပဲကောင်းကင်နိုင်ငံတော်ကိုရောက်နေတာဖြစ်တယ်ဘုရားသခင်ငါထံသို့လာပြီးတော့ငါစကားကိုနားထောင်ပါတဲ့ဒါမဲ့ကျွန်တော်တို့ကဘသူထံသွားနေလဲဆိုလူထံကိုသွားတယ်စာတန်စီကိုသွားပြီးတော့ဘုရားစကားကိုနားမထောင်ဘူးဘုရားသခင်စကားကိုကျွန်တော်ဘာလို့ရမလဲကြားသည့်အတိုင်းနားထောင်တဲ့သူဖြစ်ရမယ်အဲ့ဒီလိုလူကလောကမှာဘာဖြစ်လဲမင်္ဂလာရှိတယ်မေရိုမာရီထက်တောင်မှတာ၍မြတ်စွာသောမင်္ဂလာရှိတယ်လို့ပြောတယ်ကျမ်းမိသားစုများဘလောက်ထိတောင်မင်္ဂလာရှိတယ်စကားနားထောင်ခြင်းကဘလောက်တောင်အရေးကြီးနေတယ်လဲဆိုတာကိုခရစ်တော်ကိုယ်တိုင်ပြောပြနေတာ
ဖျားစကားကိုနားထောင်ပြီးလက်တွေ့လက်လျှောက်အသက်ရှင်ခြင်းကဘလောက်တောင်အရေးပါတယ်လဲအရန်အရေးကြီးတာဗောအာရနဲ့ဤဝဆုံးရှုံးသွားတာစကားနားမထောင်ခြင်းပဲကောင်းကြီးမင်္ဂလာနဲ့လွဲသွားတာဖျားစကားနားမထောင်ခြင်းပဲဖျားစကားနားထောင်ခြင်းကတိတ်အရေးကြီးတယ်မိသားစုထဲမှာဆိုရင်ဖျားစကားမိဘစကားကိုနားမထောင်တဲ့သားသမီးဆိုဘာလုပ်လဲအမွေပြက်ဆွတ်လို့တယ်သတင်းစာထဲမှာကြော်ညာတယ်မောင်ဘသူမောင်နီမောင်ဖြူကကျွန်တော်နဲ့လုံးဝမသက်ဆိုင်တော့ပါမိဘရဲ့စကားကိုနားမထောင်ပဲလှုပ်ချင်တာလှုပ်သွားတဲ့အတွက်ကျွန်တော်သူ့ရဲ့ကိစ္စအဝဝကိုတာဝန်မယူနိုင်ပါဘူးတဲ့အတိလေကြည်ညာတယ်ဖျားသခင်ကလည်းအဲ့ဒီလိုပဲဒီကောင်မောင်တို့ဒီကောင်မောင်တို့တခင်လို့ခေါ်ပြီးတော့လှုပ်ချင်တာလှုပ်ပြီးတော့ဖျားကိုပုံချတဲ့အလုပ်မလုပ်နဲ့ဖျားကိုမပုံချနဲ့ဖျားသခင်ပြောနေမင်းတို့လှုပ်ချင်တာလှုပ်ပြီးငါ့ကိုဘာလို့ခေါ်နေကြတာလဲသင်ဖင်မှုတောင်းထောင်ပြီးပဲခေါ်နေအောင်ဆူတောင်းနေအောင်လှုပ်ချင်တာလှုပ်နေပြီးတော့ဘုရားသခင်မကြိုက်တဲ့ຢာတွေကိုလှုပ်နေပြီးတော့သင်ကြိုက်တဲ့လောက်ခေါ်ပြောချင်တာလေဘုရားသခင်စိတ်ပြက်တယ်ဘုရားသခင်စိတ်ပြက်တယ်အဲ့လိုလူကခြေဆောင်ခြင်းမှာမပါဘူးလို့ဘုရားသခင်ပြောတယ်ကောင်းကင်နိုင်ငံတော်ကိုမဝင်ရဘူးတဲ့ဟာကိုတော့ကျွန်တော်တို့ကလေဆုံးမဩဝါဒနှုတ်ကပတ်တော်အတိုင်းဆုံးမဩဝါဒပေးခဲ့တယ်လေကိုရောနာမနိုင်လေနတ်ဆိုးတွေကိုလည်းနှင်ထုတ်ခဲ့တယ်လေတကူတွေကိုလည်းပြခဲ့တယ်လေမင်းတို့ကိုငါမသိဘူးငါထံကနေထွက်သွားတယ်ဘုရားသခင်ပြောမယ်ဘာဖြစ်လို့အဲ့လိုလူတွေကိုဘုရားသခင်ကထွက်သွားခိုင်းရတာလဲဘုရားရဲ့စကားကိုနားထောင်ပြီးအသက်ရှင်ခြင်းမရှိလို့ဒီလိုကြားတယ်ဒီလိုထွက်သွားတာသူတို့ကယုံကြည်သူတယောက်ရဲ့အသက်တာမှာဖျားစကားနားထောင်ခြင်းဟာအသိအရေးကြီးတယ်ဖျားသခင်ရန်သူကိုချစ်ပါလို့ပြောရင်သင်ယာနှုံးပြေးချစ်နိုင်ရမှာယာနှုံးပြေးချစ်မှာဒီဘက်ပါကိုရိုက်ဒီဘက်ပါကိုပေးပါဆိုတာသင်လောက်ကိုလောက်ရမှာအဲ့ဒါဖျားစကားတွေကျမ်းစာထဲမှာဖျားစကားတွေအားလုံးရှိတယ်အဲ့ဒီဖျားစကားတွေကိုနားထောင်တဲ့သူကပဲကောင်းကင်နိုင်ကိုဝင်ရမယ်တဲ့ချီဆောင်ခြင်းပါမယ်လို့ပြောတာဖြစ်တယ်နားထောင်ခြင်းအဲ့ဒီလောက်အရေးကြီးတယ်မိသားစုများအဲ့ဒီလောက်အရေးကြီးတယ်အဲ့ဒီလူကိုပဲဘုရားသခင်ကဘာလို့မလဲချီဆောင်သွားမှာသူ့စကားကိုနားထောင်တဲ့သူကိုပဲဘုရားသခင်ကချီဆောင်သိမ်းဆဲသွားမှာလူဟာအားနည်းချက်ရှိတယ်မန်နာဘောလူဟာမပြည့်စုံဘူးလေဘုရားစကားကိုဘယ်လိုနားထောင်နိုင်မှာလဲဒါဝိဒ်ကိုကြည့်ဒါဝိဒ်ပြည့်စုံလားမပြည့်စုံဒါပေမဲ့ဘုရားသခင်စိတ်တော်နဲ့ဘာလို့တွေ့သွားရတာလဲသူဟာအပြစ်ကိုသိတယ်လှုပ်တော့လှုပ်လိုက်တယ်ဒါပေမဲ့အဲ့ဒီအပြစ်ကိုသိတယ်မှားမှန်သိပြီးနောင်တရပြီးအဲ့ဒါကိုဆက်မကျူးလွန်ခြင်းကဖခင်သခင်ရဲ့ခွင့်လွှတ်ခြင်းရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ကဒါမကောင်းဘူးဆိုတာကိုကျွန်တော်သိတယ်။ဒါပေမဲ့ကျွန်တော်တို့ကဆွတ်လွတ်ခြင်းရှိလားမဆွတ်လွတ်ဘူးထက်လုံနေတာ။နားမထောင်တာလို့အဲ့ဒါကိုပြောတယ်နားမထောင်။ဆက်လုပ်တဲ့ဆက်ကျူးလွန်တဲ့အတွက်ကျွန်တော်မှာဘာတွေရှိလာလဲ။ယောဂါတွေရှိလာတယ်။မကောင်းတဲ့ຢာတွေကျွန်တော်တို့ထဲမှာရောက်လာတယ်။စီးပွားရေးပျက်စီးသွားတယ်။နောင်ကစားလောက်တာဘုရားသခင်ကြိုက်လားမကြိုက်ဘူးတချို့သောသူတွေကမလေးဒါအစိုးရထီပဲထိုးလို့ရပါတယ်ဘုရားသခင်မကြိုက်ဘူးမိသားစုများဘုရားသခင်လုံးဝမနစ်သက်ဘူးဘုရားသခင်တခြားຢာကိုအားကိုးတာမကြိုက်ဘူးဘုရားကိုပဲအားကိုးစေခြင်းလားဘုရားကိုပဲအားကိုးရမှာကျွန်တော်ကနှစ်ပတ်တစ်ပတ်နော်ရိုက်ပြီးတော့ရတာပဲတုံတင်တဲ့ຢာတွေလည်းရှိတယ်ပြက်ပြက်ယုံရင်ပြက်ပြက်ကောင်းကြီးရတယ်ပြက်ပြက်စကားနားထောင်ကြားသည့်အတိုင်းနားထောင်ရတယ်ယာနှုံးပြေနားထောင်ရတယ်နားထောင်ခြင်းမရှိရင်ဘုရားသခင်စိတ်တော်နဲ့မတွေ့တာဒါဝိဒ်ကဘုရားစကားကိုနားထောင်တယ်လူဖြစ်တဲ့အတွက်အမှားတော့ရှိတယ်ဒါပေမဲ့အဲ့ဒီအမှားကိုနောင်တရပြီးမကျူးလွန်ခြင်းဟာဘုရားသခင်နဲ့တတ်တော်ရဖြစ်တယ်အဲ့ဒီလိုပဲကျွန်တော်ရဲ့အသက်တာမှာမှန်ပါတယ်ဘုရားစကားကိုကျွန်တော်နားထောင်ဖို့လိုတယ်ကျွန်တော်ကလူလေးဆရာရဲ့ဘုရားမမဟုတ်တာမပြည့်စုံဘူးလေဘုရားသခင်သိတယ်ဒါပေမဲ့အဲ့ဒီမပြည့်စုံတဲ့အရာပေါ်မှာနာမည်တက်ပြီးတော့လှုပ်ချင်တာလှုပ်မနေနဲ့လို့ဘုရားပြောတာအဲ့ဒါမကောင်းဘူးဆိုတာသင်သိရင်ဘာလို့ရမှာလဲအဲ့ဒါကိုသင်နောင်တရရမှာပေါ့အဲ့ဒါကိုဘုရားသခင်နှစ်သက်တာပါမိသားစုများအဲ့ဒါကိုဘုရားသခင်နှစ်သက်တာဘုရားစကားကိုနားထောင်တဲ့သူကဘယ်လိုလူနဲ့တူလဲဆိုတာကိုဘုရားသခင်ကဥပမာလေးနှစ်ခုကိုပြောပြတယ်ဥပမာလေးတစ်ခုကိုပြောပြတယ်အဲ့ထဲမှာလူနှစ်ယောက်အကြောင်းကိုပြောပြတယ်လူနှစ်ယောက်အကြောင်းကိုပြောပြတယ်တယောက်ကဘာနဲ့တူလဲဆိုတိုက်ကိုစောက်တာတဲ့
တိုက်ကိုစောက်တဲ့ခါမှာတဲ့မြေကြီးကိုနတ်စွာတူးတယ်တဲ့ဘယ်နေရာထိတူးလဲဆိုကြောက်ရှိတဲ့နေရာထိတူးတယ်အခုခေတ်ကလေမုန်တိုင်းတွေအရန်တိုက်တယ်မုန်တိုင်းတွေလာတယ်ငလင်တွေလာတယ်အဲ့တော့ဘာလို့ရလဲအိမ်ကိုကောင်းကောင်းမဆောက်ထားရင်အဲ့မုန်တိုင်းထဲမှာပါသွားမှာငလင်ထဲမှာငလင်ထိုက်တဲ့အခါငလင်လှုပ်တဲ့အခါမှာအဲ့အိမ်ပြိုသွားမှာဘုရားသခင်ကပြောတယ်သူ့စကားကိုနားထောင်တဲ့သူကဘယ်လိုလူနဲ့တူလဲဆိုရင်မြေကြီးကိုနတ်စွာတူးတယ်ကြောက်ရှိတဲ့နေရာမှာဘာလို့ရောက်ပြီဆိုတာနဲ့အဲ့ဒီပုံမှာစပြီးတိဆောက်တာတဲ့ကျွန်တော်တို့ကဘုရားစကားကိုနားထောင်ခြင်းကနတ်စွာတူးနေတာနတ်စွာတူးနေတာသင်ရဲ့မြေကြီးကိုနတ်စွာတူးပြီးကြောက်ဆိုတဲ့ခရစ်တော်ပေါ်မှာတိဆောက်တဲ့သူကမုန်တိုင်းနေလေမုန်တိုင်းနေငလင်နေလာတဲ့ခါမှာမပြိုမလဲဘူးအမြဲတမ်းတည်မြဲနေတယ်ခိုင်ခန့်နေတယ်လို့ပြောတာဖြစ်တယ်အဲ့လိုလူကမဆုံးရှုံးဘူးတဲ့မပြိုလဲဘူးတဲ့ဖျားစကားကိုနားထောင်နေဒါမဲ့လိုက်လျှောက်အသက်ရှင်ခြင်းဆိုတိဆောက်ခြင်းကိုပြောတာဖြစ်တယ်ခရစ်တော်ပေါ်မှာဆက်ပြီးတိဆောက်နေရတာကျွန်တော်ကဆက်ပြီးလှုပ်ဆောင်ရတာတချို့သောသူတွေတရားကိုနားထောင်ကြတယ်အရင်နားထောင်တာonline မှာတရားဟောချက်တွေကအများကြီးလေနားထောင်ရတယ်အများကြီးပဲကြိုက်တဲ့နေရာမှာနော်နှိပ်လိုက်နော်ခုကြည့်မလား YouTube ကြည့်မလားနော်channel တွေအများကြီးရှိတယ်နှိပ်လိုက်တရားဟောချက်တွေအများကြီးကျွန်တော်တွေ့ရမှာနားထောင်ရင်လည်းပြီးသွားတာပဲလက်တွေ့လိုက်လျှောက်ခြင်းရှိလားမရှိဘူးဘုရားသခင်လိုချင်တဲ့အရာကတရားကိုနာယုံပဲမဟုတ်ဘူးဒီမှာဘုရားသခင်ပြောတဲ့အမျိုးသမီးကိုလေဘလို့လူကပို့ပြီးမင်္ဂလာရှိလေမြတ်စွာသောမင်္ဂလာကဘလို့လူကရှိလေဆိုရင်အဲ့လိုပြောတာမိသားစုများအဲ့လိုပြောရင်တချို့သောအရာတွေကပြဿနာတက်နိုင်တယ်မေရိုမာရီထက်ပိုပြီးမြတ်တယ်ဆိုတော့မဟုတ်သေးဘူးဘုရားသခင်ပြောတာကဘလို့လူကပိုမြတ်တယ်ဘုရားစကားကိုနားထောင်ပြီးလက်တွေလိုက်ရှောက်အသက်ရှင်တဲ့သူကပိုပြီးမြတ်စွာသောမင်္ဂလာရှိတယ်ဘုရားစကားကိုနားထောင်ခြင်းရဲ့တသက်ကဘာလဲလို့မေးရင်ဘုရားစကားကိုနားထောင်ခြင်းရဲ့တသက်ကဘာလဲဘုရားကိုချစ်ခြင်းပဲချစ်ခြင်းရဲ့တသက်ကလည်းဘုရားစကားနားထောင်ခြင်းပဲဘုရားကိုချစ်တယ်လို့ပြောပြီးဘုရားစကားနားမထောင်ရင်ဘုရားကိုချစ်တာလားမဟုတ်ဘူးဟန်ဆောင်ချစ်တာဟန်ဆောင်မျက်နှာဖုံးနဲ့လာတာဟန်ဆောင်မျက်နှာဖုံးနဲ့ကိုးကွယ်တာအဲ့ထဲမှာပေတရုရဲ့အသက်တာကိုကြည့်မယ်ဆိုရင်ပေတရုကဘုရားသခင်ကိုချစ်တယ်ဘယ်လောက်ထိချစ်လဲသိလားသူအသက်ကိုပါစွန့်ပြီးချစ်တာဘုရားကိုပြောတယ်ကျွန်တော်ကိုရော့တွက်ဆိုရင်အသက်ပါပေးပလိုက်မယ်အဲ့လိုလူကစကားကြီးပြောတဲ့သူကနောက်ဆုံးမှဘာလုပ်သွားလဲအသက်ပေးနဲ့ကြုံလာတယ်လေမင်းကယေရှုခရစ်တော်နောက်ကိုလိုက်တဲ့သူမလားတဲ့ဖမ်းဖို့လာတဲ့ခါမှာဘာပြောလဲကျွန်တော်သူ့ကိုမသိဘူးတဲ့သူ့နောက်ကိုကျွန်တော်လိုက်တာမဟုတ်ဘူးတဲ့လူမားနေတယ်တဲ့အမေပြောတာပထမဘာပြောလဲအသက်ကိုပေးမဲ့သူလေဘုရားသခင်ကိုတကယ်ချစ်ရလားမချစ်ဘူးဘုရားစကားကိုတကယ်နားထောင်တဲ့သူကဘုရားကိုတကယ်ချစ်တဲ့သူပဲညင်းပယ်သွားတယ်ဒါကြောင့်တိတ်ကျွန်တော်အကြီးကြီးတွေပြောလို့မရဘူးဘာနဲ့ပဲတက်တည်ပြသိရင်ပုံသက်တည်နဲ့ပဲတက်တည်ပြမှာဘုရားစကားကိုနားထောင်ပြီးတကယ်ချစ်တယ်ဆိုရင်ဗစက်ကပြောတာထက်ပုံသက်တည်ပြရမှာဖြစ်တယ်ယူဒရှကာယုတ်ကိုကြည့်မလားယူဒရှကာယုတ်ဘုရားကိုဘလောက်တောင်ချစ်လေဆိုတော့နန်းနေဘာလို့နန်းတာလဲငွေကြောင့်နန်းတာဘုရားသခင်ကိုအသက်ပြာ30နဲ့ရောင်းစားပြီးအဲ့ဒီလူပဲအမှတ်ပေးတာချစ်လို့နန်းတာလားမဟုတ်ဘူးဟန်ဆောင်ချစ်တာညီကိုမောင်တို့ယူဒရှကာယုတ်အသေးဆုံးနဲ့သေသွားရတယ်ပြောချင်တာကဘုရားစကားကိုနားမထောင်ခြင်းဆုံးရှုံးခြင်းကိုကြုံတွေ့ရတယ်နောက်တစ်ယောက်ကဘုရားစကားနားမထောင်တဲ့ဘယ်လိုလူနဲ့တူလဲဆိုရင်သဲပေါ်မှာအိမ်ဆောက်တဲ့သူနဲ့တူတယ်တဲ့အမြင့်မဆွဲဘူးတဲ့အနက်စွာမတူးဘူးတဲ့ကြောက်ချိမရောက်ဘူးတဲ့အိမ်အမြန်ဆောက်လိုက်တယ်ဟာကြည့်လိုက်တော့အိမ်ကိုမြင်ရတယ်
ဖျားစကားကိုနားထောင်သလိုပုံစံနဲ့ဟာသူရဲ့တက်တာမှာကြည့်တဲ့ခါမှလည်းဟာအိမ်ကိုအလုံးလိုက်ပေါ်လာတော့ဟာကျန်ဟိုကနတ်စွာတူးနေတာဖျားစကားနားထောင်နေသူကဘာလို့လဲအိမ်မပေါ်သေးဘူးသူဘာလို့လဲနတ်စွာတူးရတယ်တခါလေကြာရင်မိသားစုများကျွန်တော်ပြောပြမယ်ချက်ချင်းကြီးပွားချမ်းသာခြင်းနဲ့ချစ်ချင်းအောင်မြင်ခြင်းတွေကိုသိပြီးတော့အထင်မကြီးလိုက်နဲ့သင်အခုထိမအောင်မြင်သေးဘူးအဲ့ဒါဘာလို့နေရတဲ့ဖျားစကားကိုနားထောင်ပြီးသင်နတ်စွာတူးနေတာအကောင့်နဲ့မပေါ်သေးပေမဲ့အပင်တပင်ကိုကျွန်တော်ပြောပြမယ်အပင်တပင်ကိုကြည့်ပါအပင်တပင်အညောင်လေးတိတ်တိတ်လေးထွက်ပေမဲ့သူ့ရဲ့အမြစ်ကဘယ်လောက်ထိဆွဲလာလားတောက်လျှောက်ဆွဲလာတာညောင်ပင်ကိုပဲကြည့်ညောင်ပင်အစစ်သေးလားညောင်စေးသေးလေးညောင်စေးကသေးလေးဒါပေမဲ့သူ့ရဲ့အမြစ်ကအတကုံဖြန့်တာဘာလို့လဲဒီအုတ်နေရန်နေတောင်မှအဲ့ဒီညောင်မြစ်ကဘာလို့လဲဖြိုခွဲနိုင်တယ်အမြင့်အထဲမှာအမြင့်တွယ်နေတဲ့အရာတွေကမမြင်ရဘူးဒီနေ့သင်ရဲ့အောင်မြင်ခြင်းဟာလဲကျွန်တော်ပြောပြမယ်သင်ရဲ့အောင်မြင်ခြင်းဟာလဲအဲ့ဒီလိုပဲအမြင့်တွယ်နေတာဖြစ်တယ်ဘာလဲအောင်မြင်ခြင်းဟာဖခင်ရဲ့စကားကိုနားထောင်ခြင်းဟာအောင်မြင်ခြင်းရဲ့တော့ချက်အောင်မြင်ခြင်းရဲ့တော့ချက်ချင်းတော့အကောင့်ထဲမပေါ်ပေမဲ့ဒီဖခင်စကားကိုနားထောင်ပါအချိန်ကြီးမကောင်းဘူးဆက်နားထောင်နေခရစ်တော်ဆိုတဲ့အုတ်မြစ်ပေါ်မှာတိဆောက်တယ်ခရစ်တော်ဆိုတဲ့ကြောက်ပေါ်မှာတိဆောက်နေတယ်ချက်ချင်းတော့အကောင့်ထဲမပေါ်သေးဘူးဒါပေမဲ့သင်ရဲ့တက်တာထဲမှာယုံကန်ရတယ်ဗမန်းတယ်ဗမန်းဆင်းရဲခြင်းတွေကိုကြုံတွေ့ရတယ်အစင်မပြေခြင်းတွေကြုံတွေ့ရဆက်ပြီးသိခံပါဖခင်စကားကိုဆက်နားထောင်ပါဖခင်စကားကိုနားထောင်လေပို့ပြီးစုံစမ်းခြင်းကြုံရတယ်နော်ကိုတော်ရဲ့တကယ်ကြီးရဲ့ငါဖျားစကားကိုနားထောင်တာပို့ပြီးဒုက္ခရောက်နေတယ်လို့ပဲမဟုတ်ဘူးအဲ့ဒါဘာလို့လဲနတ်စွာတူးနေတာအခက်ခဲတွေပြဿနာတွေအစင်မပြေခြင်းတွေကြိုက်တဲ့ຢာသူ့ကိုလာတိုက်ခတ်သူကနတ်စွာတူးထားတဲ့အတွက်ခရစ်တော်ပေါ်မှာတိဆောက်ထားတဲ့အတွက်သူဘယ်တော့မှမလဲမပြူဘူးတဲ့ခုနကရုပ်လုံးမြန်ပေါ်လာတဲ့အိမ်သဲပေါ်မှာဆောက်တာအဲ့လိုလူကြတော့ယုံလုံးပေါ်ပေမဲ့ဒါပေမဲ့လေမုန်တိုင်းတွေတိုက်လာတဲ့ခါမှာအကုန်စင်လဲပြိုတယ်အမြစ်ကစပြီးလန်ထွက်သွားတာတဲ့လေမုန်တိုင်းတိုက်တဲ့ခါမှာအခုလေမုန်တိုင်းတွေကအရင်လုံးမဟုတ်တော့ပြင်းအားရမ်းများလာပြီငလေလောက်တာလည်းအရင်ပြင်းအားများလာပြီအရင်လုံးမဟုတ်တော့လုံးဝတစသည်ပြိုလဲသွားတယ်တဲ့ရုပ်လုံးတော့ပေါ်ပေမဲ့ဖျားစကားပေါ်မှာအပေါ်ရန်နားထောင်တဲ့သူတွေဖြစ်တယ်နှလုံးသားမပါတဲ့သူတွေဖြစ်တယ်အဲ့လိုလူကိုဖျားသခင်ဘာနဲ့နိုင်လဲဆိုပညာမဲ့လို့ပြောတယ်ပညာရှိဆိုတာကနတ်စွာဘာလို့လဲတူးတယ်နတ်စွာတူးပြီးတော့အုံမြစ်ပေါ်မှာတိဆောက်နေတာဖြစ်တယ်ဒါကြောင့်ညီကောင်မောင်တို့ဖျားသခင်ပြောတယ်သခင်လို့ခေါ်တဲ့သူတိုင်းကောင်းကင်နိုင်ငံကိုမဝင်ရဘူးတဲ့ငါစကားကိုနားထောင်တဲ့သူကပဲကောင်းကင်နိုင်ငံတော်ကိုဝင်ရမယ်တဲ့နားထောင်ခြင်းဘလောက်အရေးကြီးဆိုတမလွန်နဲ့ပါဆိုင်တယ်ဖျားစကားနားထောင်ခြင်းကလက်ရှိမှာလည်းအရေးကြီးတယ်တမလွန်တော့ပါဆိုင်တယ်နောက်တမလွန်ဆိုရဲကောင်းကင်နိုင်ငံတော်ထိပါမဲ့အရာဖြစ်တယ်တချို့သောသူတွေကဖျားစကားကိုနားမထောင်မဲ့လောကမှာခဏအသက်ရှင်ဖို့အတွက်နဲ့လဲပလိုက်တယ်ယူဒရှကာယုတ်ငွေအသပြာနဲ့လဲပလိုက်တယ်ဖျားစကားကိုနားထောင်တဲ့သူကအဲ့ဒီလိုမလုပ်ဘူးတဲ့နားထောင်ခြင်းသိအရေးကြီးတယ်ယုံကြည်သူတယောက်ဖြစ်လာတဲ့အခါမှာနားထောင်ခြင်းမရှိရင်ကျုပ်တလုံးကိုကြည့်တဲ့အခါမှာအနှစ်မပါတဲ့အရာပဲအရာသာလုံးဝမရှိဟင်းတစ်ခွက်စားမပါတဲ့ဟင်းတစ်ခွက်လိုပဲဘလောက်ပဲလမ်းပြန်အောင်ချက်ထားပါစေစားမပါသေးပြီသူ့မှာအရာသာမရှိဘူးဒါကြောင့်ဘုရားသခင်ကစီမီကိုတဲ့အုပ်ဆောင်တဲ့ဘယ်တော့မှမအုပ်ထားဘူးတဲ့ဇပွဲခုံအောင်မှမထားဘူးတဲ့လူတွေမြင်နိုင်တဲ့နေရာအပေါ်ဆုံးမှာထားတယ်တဲ့လူတွေမြင်ပြီးတင့်ကိုကြည့်လိုက်တာနဲ့ဖယားလူဖယားစကားကိုနားထောင်ပြီးအသက်ရှင်နေသူကြည့်လိုက်တာနဲ့ပြောလို့ရတယ်မြင်လိုက်တာနဲ့သိတယ်မိသားစုများဖယားစကားကိုနားထောင်ခြင်းအဲ့ဒီလိုပါဖယားစကားနားထောင်တဲ့သူကပုံသက်သေးလာတယ်နှုတ်နဲ့အများကြီးမပြောဘူးပေတရုလူဖျားသခင်ကျွန်တော်ချစ်တယ်နော်ကိုရောကိုချစ်တယ်နော်အသက်ပါပေးမယ်
အဲ့လိုလူကညင်းပဲတယ်ဒီနေ့တင်းရဲ့အသက်တာလေးမှာအကြီးကြီးပြောတာထက်တကယ်နှလုံးသားနဲ့လောက်တာကပိုအရေးကြီးတယ်ဖျားသခင်ရန်သူကိုချစ်ပါဦးရန်သူကိုချစ်နိုင်ကြသူများရဲ့ညောင်ငယ်ကိုသွားမကြည့်နဲ့မင်းရဲ့မျက်လုံးထဲမှာရှိတဲ့တင်းငုတ်ကြီးကိုကြည့်စမ်းပါအခုအချင်းချင်းမလို့လဲဟိုကမကောင်းတရားမကောင်းတိုက်ခိုက်နေကြဖျားစကားနားထောင်တဲ့သူကရန်ငိမ့်ခြင်းပဲဗျယေရှုခရစ်တော်ရဲ့အေးငွေတရားကရန်ငိမ့်ခြင်းပဲဗျရန်ကိုငိမ့်စေတာအခုတိုးပွားနေတဲ့ခရိယန်တွေပြဿနာတက်နေတယ်ခရိယန်တွေချင်းချင်းတိုက်ခိုက်နေတယ်ဘာလို့လဲလို့မေးရင်ဟာသူတို့ကဒီနှုတ်ခမ်းလေးနဲ့နီးနေတာဟေရှားတယ်မှာမင်းတို့ကနှုတ်ခမ်းနဲ့ငါ့ကိုနီးနေကြတယ်နှလုံးသားကတော့ငါနဲ့အဝေးကြီးမှာပါကွာနှလုံးသားတွေမပါကြပါဘူးတဲ့မင်းနှလုံးသားကိုမင်းအိမ်မှာထားခဲ့တယ်တချို့သောသူတွေကဖျားเจ้าလာတဲ့ခါမှာစိတ်ရုပ်လိုပဲလာတာအခွန်ကြီးပဲလာတာသူ့ရဲ့နှလုံးသားကိုအိမ်မှာထားခဲ့တယ်ချစ်အတွက်ဆိုပြီးထားခဲ့ချစ်ကတဲ့နှလုံးသားကိုပြုတ်စားလိုက်လိမ့်မယ်ဘာမှလုပ်လို့မရဘူးဖျားเจ้าလာတဲ့ခါမှာနှလုံးသားယူလာခဲ့ဘုရားတကယ်နှလုံးသားကိုကြည်တာတချို့ကနှလုံးသားမပါလာဘူးနှလုံးသားမပါလာနှလုံးသားယူလာခဲ့နှလုံးသားမှာလာခဲ့ဘုရားတကယ်ကြည်မယ်နှလုံးသားနဲ့တဲ့နှလုံးသားကိုကြည်မှာဘုရားတကယ်ကအခုခေတ်ဟုတ်တယ်နော်မိသားစုများတိတ်ရေးကြီးတယ်နော်တိတ်ရေးကြီးတယ်ပေါ့နေလို့မရတော့ဘုရားစကားကိုနားထောင်မကြားသည့်အတိုင်းနားထောင်ရမှာနော်ကြားသည့်အတိုင်းလို့ပြောတဲ့ခါမှာအပူလိုလုပ်လို့မရရှော့လို့မရဘူးပို့လို့မရဘူးကြားသည့်အတိုင်းဒါဆိုတာပဲဒါဆိုတာဘုရားကဒီလမ်းကိုသွားပါဆိုဒီလမ်းပဲဟိုဘက်လမ်းကိုသွားတော့ဟိုဘက်လမ်းပဲဒါပဲလေသင်ရွေးချယ်ကြမလို့ဘုရားရွေးချယ်ပေးမယ်ဒါပဲလုပ်ရမှာပဲဒါမှကျွန်တော်တို့ကဘာလုပ်လဲဟိုလိုလုပ်လို့ရပါဒီလိုလုပ်ရင်ရပါဒါလေးကဘုရားသခင်နှစ်သက်ပါတယ်လုပ်လို့မရဒါကြောင့်ဘုရားသခင်စကားကိုနားထောင်တဲ့သူကမင်္ဂလာရှိတယ်တဲ့ကျမ်းစာထဲမှာပြောပြီးသားမြတ်စွာသောမင်္ဂလာရှိတယ်လို့ပြောပြီးသားမောရှိကိုပြောတယ်ဣသရေလမျိုးတွေကိုပြောလိုက်ပါတယ်သူတို့ရှေ့မှာငါကောင်းကြီးနဲ့ကြိမ်ချင်းကိုထားရတယ်ရွေးချယ်ပါတယ်ကောင်းကြီးရခြင်းနဲ့ဆိုဘာလို့ရမလဲဘုရားစကားကိုနားထောင်ခြင်းဟာကောင်းကြီးပဲတဲ့ဘုရားစကားကိုနားမထောင်ခြင်းဟာကြိမ်ချင်းပဲတဲ့ဒီနေ့သင်ရဲ့သက်တာထဲမှာကြိမ်ချင်းဆိုတဲ့အမင်္ဂလာမတက်ရောက်လာဖို့မရှိဖို့ဘာလို့ရမလဲဆိုဘုရားစကားကိုနားထောင်ဖို့လိုတယ်ဘုရားစကားနားထောင်ဖို့လိုတယ်လူဆိုတာအားနည်းချက်တော့ရှိတယ်နော်ခုနကျွန်တော်ပြောသလိုပဲဒါဝိဒ်လည်းမပြည့်စုံဘူးအားနည်းချက်ရှိတယ်ဒါပေမဲ့ဘုရားသခင်ကဒါဝိဒ်ကိုအရင်နှစ်သက်တယ်ဘာဖြစ်လို့နှစ်သက်ရတာလဲစဉ်းစားလေစင်ကြင်မပေးနဲ့ဘုရားစကားကိုနားထောင်နေဒါပေမဲ့ကျွန်တော်တို့ကလူဖြစ်တဲ့အတွက်ကိုရော်ရဲ့ဆရာရဲ့ဒါဝိဒ်လူအနေနဲ့လက်မခံနိုင်တဲ့အရာတွေရှိတယ်ဒါပေမဲ့အဲ့ဒီအပြစ်ကိုဖျားစကားသူနားမထောင်တဲ့အရာတွေရှိတယ်ဒါပေမဲ့အဲ့ဒီအရာကိုသူနောင်တရပြီးနောက်ထပ်လုံးဝသူမကျူးလွန်အဲ့ဒါကဖျားနဲ့သက်တော်အရာဖြစ်တယ်ဒီနေ့ဖျားစကားနားထောင်ခြင်းကအဲ့ဒါပါပဲဖျားစကားနားထောင်ခြင်းဟာဖျားသခင်မနဲ့သက်တဲ့အရာတွေကိုမလုပ်ချင်တော့လောကအရာတွေကိုလည်းမတက်မတော့ဘုရားသခင်ပြောပြီးလောကကိုမချစ်နဲ့လောက၌ရှိတဲ့အရာတွေကိုမချစ်နဲ့တဲ့ဘာကိုပဲချစ်ခိုင်းတာအထက်ရာကိုပဲချစ်ခိုင်းတာခရစ်တော်ကိုပဲချစ်ခိုင်းတာလောကရှိတဲ့အရာတွေအားလုံးကပူလောင်နေတဲ့မတည်မြဲဘူးပျောက်ပြက်သွားမဲ့အရာတွေတဲ့မိသားစုများနားလည်ဖို့ဖြစ်ပါတယ်အရေးကြီးတယ်အခုကာလကနောက်ဆုံးသောကာလရဲ့အဆုံးဖြစ်တယ်လောကအရာတွေကိုတက်မဲ့ဆွဲလန်းတာတွေရက်လိုက်တော့ဘုရားစကားကိုနားထောင်ပြီးလိုက်လျှောက်သက်ရှင်မှာမိသားစုလုံးလက်တွဲပြီးအတူတကွဆူတောင်းမှုဖြစ်ရမယ့်အချိန်ဖြစ်တယ်အတူတကွဘုရားမျက်မှောက်တော်တွေကိုတိုးဝင်ရမယ့်အချိန်ဖြစ်တယ်ကွဲပြားမယ့်အချိန်မဟုတ်တော့ဘူးတလုံးတဝါးရှိရမယ့်အချိန်ဖြစ်တယ်ဘုရားသခင်ပြန်လာဖို့တစ်နေ့ထက်တစ်နေ့ပိုနီးလာပြီးခုနဆရာမဆူတောင်းသလိုပဲတစ်နေ့ထက်တစ်နေ့ပိုနီးလာတယ်တကဝါရောက်နေပြီဘုရားသခင်ဝင်ဖို့အတွက်တလန်းပဲလမ်းလိုက်မယ်တလန်းပဲလမ်းယုံမယ်ဘယ်တဲ့ကိုရောက်သွားမယ်အိမ်ထဲကိုရောက်သွားသလိုပဲဒီနေ့သင်ရဲ့တကဝါထိရောက်နေပြီနော်သင်ပြင်ဆင်ထားရင်ကြံခဲ့မယ်စကားနားထောင်ခြင်းဟာပြင်ဆင်ခြင်းပါပဲဘုရားသခင်ကငါ့ကိုဒီလိုပြောထားတယ်ငါဒီလိုအသက်ရှင်ရမယ်ဘုရားသခင်ဒါမကြိုက်ဘူးငါဒါတွေကိုရှောင်ရမယ်မိသားစုများတိတ်ကိုအရေးကြီးတဲ့အချိန်ကာလရောက်နေပါပြီဒါကြောင့်ဘုရားသခင်စကားကိုနားထောင်ခြင်းဟာမြတ်စွာသောမင်္ဂလာရှိပါတယ်ဘုရားစကားကိုနားထောင်ခြင်းဟာကောင်းကင်နိုင်ငံတော်ဝင်ဖို့အတွက်ဖြစ်ပါတယ်
ကောင်းကင်နိုင်ငံမှာအမွေခံဖို့အတွက်ဖြစ်ပါတယ်ဘုရားစကားကိုနားမထောင်တဲ့ရှောလုံမင်းကြီးဘာဖြစ်လဲအစပိုင်းတော့ကြီးတဲ့ချမ်းသာတယ်နောက်ဆုံးတော့သူ့ရဲ့အရာတွေအားလုံးကရန်သူလက်ထဲကိုပါသွားရတယ်ဘုရားစကားကိုနားမထောင်တဲ့ရှမ်းစုပ်ခွန်အားဘလောက်ပဲကြီးနေပါသေးဘုရားစကားနားမထောင်တဲ့အခါမှာဘာမှမဟုတ်တော့ဘူးဒီနေ့သင်ဘုရားစကားကိုနားထောင်ခြင်းဟာဥကောင်းနေရာမှာရှိတယ်ချီးမြှောက်ခြင်းရှိတယ်ဘုရားစကားနားမထောင်ခြင်းကနှိတ်ချခြင်းရှိတယ်အမိနေရာမှာနေရမယ်ဘုရားစကားနားယုံကြည်သူနှစ်ယောက်ရဲ့အသက်တာခရစ်ယာန်နှစ်ယောက်ရဲ့အသက်တာရှင်လာတဲ့အခါမှာညီကိုမောင်နှမတို့ကျွန်တော်ပြောပြမယ်ခရစ်ယာန်နှစ်ယောက်အသက်တာရှင်လာတဲ့အခါမှာဘုရားစကားနားထောင်တဲ့သူကတော့ဒီလိုဖြစ်သွားမယ်ဘုရားစကားနားမထောင်တဲ့သူကဒီလိုဖြစ်လာလိမ့်မယ်မတူဘူးယုံကြည်သူဖြစ်နေပေမဲ့တော့မတူတော့ဘူးဘုရားစကားကိုနားထောင်ပြီးအသက်ရှင်တဲ့သူကတစ်ခုပြီးတစ်ခုတစ်စိမ့်ပြီးတစ်စင်းတက်လန်းနေမှာအဲ့ဒါအောင်မြင်ခြင်းသော့ချက်လို့ပြောတာအောင်မြင်ခြင်းသော့ချက်ကအဲ့ဒါပဲမိခင်တက်တာထဲမှာစိတ်ရွှေရတနာတွေပြည့်နေတာပဲစိတ်နေမှာအများကြီးပဲပတ်စံတွေလည်းအများကြီးပဲဒေါ်လာတွေလည်းအပြည့်ပဲအဲ့တော့မရှိရင်ဖွင့်လို့မရတော့တစ်ချောင်းပဲလို့တယ်အဲ့ထိကပစ္စည်းယူဖို့တော့တစ်ချောင်းပဲလို့တယ်တင်းရဲ့ဘဝကအဲ့ဒီလိုပဲညီကောင်မောင်မတို့အောင်မြင်ခြင်းရဖို့ရတဲ့ဖခင်စကားနားထောင်ခြင်းပဲလို့တယ်ဟာလေလုယာဖခင်စကားနားထောင်ခြင်းပဲလို့တယ်ဖခင်စကားနားထောင်ကြည့်သင်လိုခြင်းနဲ့အောင်မြင်ခြင်းကသင်စီမှာပဲရှိတယ်ဘယ်သူစီမှာမတော်သင်နားထောင်တဲ့အတွက်ဖခင်သင်ကိုတစိမ့်တစ်စင်ချီးမြှောက်သွားလိမ့်မယ်မိသားစုများလောကမှာခရစ်ယာန်တွေဘာလို့ဆုံးရှုံးလဲဆိုရင်ခုနကလှုပ်ချင်တာလှုပ်ပြီးဖခင်ကိုခေါ်နေတာငါစကားကိုနားမထောင်မနဲ့ငါ့ကိုသခင်လို့ခေါ်နေကြတယ်ဘုရားသခင်စိတ်ဆိုးတယ်နားမထောင်မလှုပ်ချင်တာလှုပ်ပြီးငါ့ကိုခေါ်နေကြတယ်အဲ့ဒါကြောင့်ကျွန်တော်ဆုံးရှုံးနေတာစကားနားထောင်ခြင်းကသိအရေးကြီးတယ်တချို့သောသူတွေကစကားနားတော့နားထောင်ပါတယ်ဒီထဲကိုမရောက်ဘူးလိုက်လျှောက်လက်တွေ့လိုက်လျှောက်အသက်ရှင်ခြင်းမရှိဘူးနေရွက်တွေကြီးလာတယ်ကားလာတယ်တဖြည်းဖြည်းနဲ့နှပါကြီးတွေပိတ်လာတယ်နားလေပါမိသားစုများဒါကြောင့်တိတ်ရေးကြီးတဲ့အရာဖြစ်ပါတယ်ဖျားစကားနားထောင်ခြင်းကတိတ်ရေးကြီးတယ်ဖျားစကားနားထောင်ခြင်းဟာအာနဲ့အေဝါကြာရှုံးခြင်းကိုတွေ့ရတယ်အဲ့ရဲ့အကျိုးဆက်ကျွန်တော်အခုတိခံစားနေရတယ်အဲ့ဒါနားမထောင်ခြင်းဆိုတဲ့အရာလေးကြောင့်အဲ့မှာသူတို့စကားသာနားထောင်ကြည့်ကောင်းကြီးမင်္ဂလာပဲဒီနေ့သင်ရဲ့အိမ်တော်ထဲမှာသင်သာစကားကိုနားထောင်ကြည့်ဖျားစကားကိုနားထောင်ကြည့်သင်ရဲ့အိမ်တော်မှာကောင်းကြီးပဲသင်နားမထောင်လို့အမင်္ဂလာတွေကိုကြုံတွေ့နေရတာသင်ရိတ်သိမ်းနေရတာဖြစ်တယ်စာရန်ကလည်းတင့်ကိုနားမထောင်အမျိုးမျိုးလုပ်မယ်ဘုရားသခင်ကိန်းဝတ်လာတဲ့အသက်တာကရှင်းလင်းတယ်မိသားစုများဘုရားသခင်ရှင်းလင်းသောစိတ်သဘောကိုပေးတယ်ချစ်တဲ့သောစိတ်သဘောကိုပေးတယ်တကူပါတဲ့စိတ်ကိုပေးတယ်စာရန်ကအဲ့လိုမျိုးရှုပ်ထွေးစေတယ်အမြင်တွေဝေဝါးအောင်စာရန်လုပ်တယ်စာရန်ကအဲ့ဒါတွေကိုလုပ်တယ်အမြင်ဝေဝါးတယ်ဟိုလိုထင်တယ်ဒီလိုထင်တယ်အဲ့ဒါစာရန်လုပ်တဲ့အရာတွေတကယ်ဘုရားစကားနားထောင်တဲ့သူကဒီထဲမှာသူရှိသွားတယ်ဘုရားသခင်ရှိသွားတယ်ဘုရားသခင်ရှိသွားတဲ့ခါမှာမကောင်းတဲ့ຢာတွေကိုမနစ်သက်တော့ဘုရားစကားနားမထောင်တဲ့ခါမှာမပျော်တော့အပြစ်လုပ်တဲ့ခါမှာလုံးဝမပျော်တော့ဒါဝိမပျော်ဘူးအပြစ်လုပ်တဲ့ခါမှာအပြစ်လုပ်ပြီးတဲ့ခါ तू မပျော်ဘူး तू ပြန်တိုးဝင်တာအဲ့ဒါပဲမိသားစုများအဲ့ဒါပဲအဓိကဒါကြောင့်ဒီနေ့နှုတ်ကပတ်တော်အဖြစ်ခွန်အားပေးတယ်မိသားစုများဘုရားစကားကိုနားထောင်ပြီးတော့နေ့အတိုင်းမှာအသက်ရှင်မှာသင်လိုခြင်းနဲ့အောင်မြင်ခြင်းသင်လိုခြင်းနဲ့ကျမ်းမာခြင်းသင်လိုခြင်းနဲ့ဝမ်းမြောက်ခြင်းအားလုံးခါသင်ရဲ့လက်ထဲမှာပဲရှိတယ်အဲ့ဒါကသင်ဘုရားစကားနားထောင်ခြင်းကြောင့်ဖြစ်တယ်ဟာလေလုယာဘုရားစကားနားထောင်ခြင်းကြောင့်ပဲဖြစ်တယ်အရေးကြီးလို့ဖြစ်တယ်နားထောင်ခြင်းကသိအရေးကြီးလို့ဖြစ်တယ်နားမထောင်ရင်ကောင်းကင်နိုင်ငံတော်အမွေကိုလည်းကျွန်တော်လက်လို့ဆုံးရှုံးရပါလိမ့်မယ်မိသားစုများဒါကြောင့်ဒီမှာရှိတဲ့မိသားစုများကိုဒီနှုတ်ပေါ်တော်အဖြစ်ဝေငှပါတယ်ရောက်တိုင်းကိုဘုရားသခင်ထူပဲကောင်းချီးပေးပါစေအာမင်